အဲ့တော့မြတ်စွာဘုရားကမြင်တာဟာဘာကိုကြည့်တာတော့ဒီပုဂ္ဂိုလ်ဒီရောက်လိမ့်မယ်ဆိုတာကြည့်တာပစ္စုပန်လောက်ရကိုကြည့်တာပစ္စုပန်သူလုံနေတဲ့အလုပ်သူလျှောက်လန်းနေတဲ့လမ်းကြောင်းကိုကြည့်ပြီးတော့ဆုံးဖြတ်ပြီးပြောပြမြတ်စွာဘုရားကပစ္စုပန်လုံနေတဲ့လောက်ရကိုလည်းမြင်တယ်လမ်းဆုံးစခန်းမှာဘာတွေရှိတယ်ဆိုတာကိုလည်းမြင်တယ်တောင်ထိပ်ကကြည့်နေတဲ့ပုဂ္ဂိုလ်ဒီအားလုံးကိုခြုံငုံပြီးတော့မြင်နေရတယ်လို့မြတ်စွာဘုရားကဟောဒိဗ္ဗစကုအဘိညာဉ်ထဲမှာပါဝင်တဲ့ယထာကဝုပကဉာဏ်တော်ကြီးနဲ့ကြည့်လိုက်တဲ့အခါကျတော့ဒီလှုပ်လို့ရင်ဒီစခန်းရောက်မယ်ဆိုတာကိုမြတ်စွာဘုရားတတ်အပ်ပြောနိုင်တယ်။ဒါကြောင့်မို့ဘုရားကသူများထံကကြားပြီးတော့တရားကိုဟောတာမဟုတ်ဘူးတဲ့ငါကိုယ်တိုင်မြင်တာငါကိုယ်တိုင်သိတာလို့ပြောတာ။ဘာနဲ့မြင်ဘာနဲ့သိတာတော့ဆိုရင်ဒိဗ္ဗစကုဉာဏ်ရဲ့အပွားဖြစ်တဲ့ယထာကဝုပကဉာဏ်နဲ့မြင်တယ်လို့ဒီလိုပြောရမယ်ယထာကံဥပကဆိုတာယထာကမ္မဥပကမိမိလုပ်တဲ့ကံအားလျော်စွာထိုဘဝရောက်သွားကြတာတတ္တဝါတွေကံကိုခွဲခြားစိတ်ဖြာပြီးတော့မြတ်စွာဘုရားသခင်ကိုရမြတ်ကသိတယ်ဒီလုပ်လို့ရင်ဒီလမ်းလျှောက်ရင်ဒီစခန်းရောက်လိမ့်မယ်ဒီလုပ်လို့ရှိရင်ဒါမျိုးဖြစ်လိမ့်မယ်ဆိုတာပိုင်ပိုင်ခြားခြားသိတာအဲ့လိုပိုင်ပိုင်ခြားခြားသိပြီးတော့ဟောတာဖြစ်သောကြောင့်တဆင်ကြားနဲ့ဟောတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားဟောထားတဲ့32ပုံဆိုတာကံကိုအခြေခံပြီးတော့ဟောထားတာဖြစ်သောကြောင့်ကံရှိတယ်ဆိုတာအလုံးလက်ခံထားတဲ့ပုဂ္ဂိုလ်တိုင်းဟာ32ပုံရှိတယ်ဆိုတာလက်ခံရမှာမဟုတ်ကံကိုလက်မခံဘူးဆိုရင်တော့32ပုံလက်ခံမှာမဟုတ်ဘူးပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဖန်ဆင်းတဲ့ဝါဒကိုလက်ခံတာလည်းမဟုတ်ဘူးအကြောင်းမဲ့ဝါဒကိုလက်ခံတာလည်းမဟုတ်ဘူးတကယ်အဖြစ်မှန်ကိုအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးတေချာခွဲခြားပြီးကိုယ်တိုင်သိရှိတာကိုမြတ်စွာဘုရားကလောကကြီးအကြောင်းကိုဟောတော်မူတယ်လောကကြီးဟာကြည့်မယ်ဆိုလို့ရှိရင်တတ္တလောကတဲ့သင်္ခါရလောကတဲ့ဩကာသလောကလို့လောကကြီး၃မျိုးရှိတယ်အဲ့ဒီလောကကြီးအကြောင်းကိုမြတ်စွာဘုရားကိုယ်တိုင်သိတော်မူလို့လောကဝိတုလို့ခေါ်တာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာကြည့်လိုက်ပြီးတော့ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဟာကိုရောမြတ်ရရှိထားတဲ့အရည်အချင်းတွေကြီးပဲတခြားဘာသာတွေကဘုရားကြည့်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ဂုဏ်တွေကတတ္တဝါတွေနဲ့ဆက်ဆက်ပြီးတော့ပြောနေတာတွေပဲများတယ်ဖန်ဆင်းတော်မူတဲ့စွမ်းအားတို့ဟုတ်လားတဏှာတော်မူတဲ့ကရုဏာတရားတို့ဒါမျိုးတွေကြီးပဲများတယ်ဟောဂေါရမမြတ်စွာဘုရားဂုဏ်တော်တွေထဲမှာဖန်ဆင်းတော်မူတယ်ဆိုတာပါလားမပါဘူးဘလောက်ကြည်နက်စရာကောင်းလို့ဆိုရင်မြတ်စွာဘုရားရဲ့အရေးချင်းမှကြည့်အရဟံဆိုတဲ့ဂုဏ်တော်လေးတစ်ခုကြည့်လိုက်တာနဲ့ပဲအလွန်ကျေနပ်စရာကောင်းတယ်အရဟံကိုအဓိပ္ပာယ်မျိုးစုံဖွင့်ကြတယ်ကျမ်းစာတွေမှာအဓိပ္ပာယ်၅မျိုးဖွင့်ပြတယ်၅မျိုးထဲလည်းပို့ပြီးတော့ဖွင့်ပြကြတယ်အဲ့ဒီ၅မျိုးထဲကကျေနပ်စရာအကောင်းဆုံးတစ်ခုကြည့်လိုက်လို့ဆိုရင်အရဟစိတ်ကြွယ်ရာဆိုတာမရှိဘူးတဲ့မကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်စိတ်ကြွယ်ရာမရှိဘူးမြတ်စွာဘုရားမှာစိတ်ကြွယ်ရာမရှိဘူးဆိုလိုတာကစိတ်ကြွယ်ရာမရှိဘူးဆိုတာမြတ်စွာဘုရားသည်စိတ်ကြွယ်ရာ၌တော်လဲမကောင်းမှုကိုမလုပ်ဘူးလို့ပြောတယ်ဒီကနေ့ခေတ်လူကြီးလူကောင်းလို့ပြောတဲ့ပုဂ္ဂိုလ်တွေဟာတဦးတယောက်တည်းဘယ်သူမှမမြင်ဘူးသူတယောက်တည်းနေရင်မကောင်းမှုလုပ်ကောင်းလုပ်မိလိုက်မြတ်စွာဘုရားမှာတော့အဲ့လိုစိတ်ကြွယ်ရာဆိုတာမရှိဘူးတဲ့လူတွေကတယောက်တည်းနေလို့ရှိရင်ဘယ်သူမှမြင်တာမဟုတ်ဘဲဆိုပြီးတော့လုပ်လို့ရှိတတ်ကြတယ်လေလူရဲ့သဘာဝအတိုင်းကိုနေခြင်းတို့နေမယ်ကိုပြောခြင်းတို့ပြောမယ်ဆိုရင်ဒါကိုပဲခုံတင်ပြီးတော့လွတ်လပ်မှုလို့သတ်မှတ်ကြလူကြားတဲ့သူကြားတဲ့ကြတော့ဟန်ဆောင်ကြရတာလူသူမရှိဘူးဆိုလို့ရှိရင်ဒါလွတ်လပ်မှုလို့သတ်မှတ်ပြီးတော့လုပ်ချင်အောင်လုပ်မယ်ပေါ့မြတ်စွာဘုရားမှာမကောင်းတာလုပ်ဖို့လွတ်လပ်မှုဆိုတဲ့လွတ်လပ်တယ်ဆိုတဲ့နေရာရှိကိုမရှိဒါကြောင့်မြတ်စွာဘုရားကလည်းဟောတယ်နတ္ထိလောကေရဟောနာမပါပကမ္မပကရုပ္ပတောမကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဖို့တကယ်စင်စစ်ကတော့စိတ်ကြွယ်ရဆိုတာမရှိပါဘူးတဲ့
ကိုယ်ကစိတ်ခွေရရှိတယ်လို့သာထင်နေတာဘာဖြစ်လို့စိတ်ခွေရမရှိတော့ဆိုအတ္တတေပုရိသဇာနာလိကိုသိနေတာပဲစိတ်ခွေဘလုံးသူများမသိပေမဲ့ကိုသိတယ်ကိုသိနေတာကိုကပဲကိုစိတ်ကိုမလုံးစရာလေငါကောင်းတယ်ငါမကောင်းဘူးဘယ်သူအရင်သိဟောကိုသိနေတာဘယ်လိုလုပ် secret လုပ်လို့ရကိုလိမ်လို့မှမရဟုတ်တော့ top secret လို့သာပြောတယ်နော်ကိုကသိနေပြီမသိတဲ့လူရှိမှမရှိပဲနဲ့သိတဲ့လူတွေရှိပဲနောက်ဆုံးဝယ်ကိုနားမှာမမြင်ရတဲ့တ attva တွေကိုကမမြင်လို့မရှိဘူးထင်တာကိုပြီးပြင်းအိုင်းနေဘယ်လောက်ရှိနေမှမသိပဲနဲ့ချောင်းကြည့်နေတဲ့မျက်လုံးကနော်ချောင်းမကြည့်ပေမဲ့လို့မြင်နေရတဲ့ပုဂ္ဂိုလ်တွေလောကမှာသူတစ်ပါးစိတ်သိတဲ့ပုဂ္ဂိုလ်တွေတို့ဝိလန်တဲ့ဒေသကိုလှမ်းပြီးတော့မြင်နိုင်တဲ့ဒိဗ္ဗစက္ခုရှိတဲ့ပုဂ္ဂိုလ်တွေတို့နတ်တွေတို့ဆိုတာမြင်နေရတယ်ကိုကမမြင်ပေမဲ့သူကမြင်ကိုကတော့စိတ်ကြွယ်ရထင်ပြီးတော့လို့တကယ်ကတော့စိတ်ကြွယ်ရဆိုတာမရှိဘူးမြတ်စွာဘုရားရဲ့အည်သွေးရမကောင်းတာဆိုတာစိတ်ကြွယ်ရမှတောင်မလုပ်ဘူးဆိုရင်ကန်းကုန်နေပြီပေါ့ဒါကြောင့်မို့လို့ကျင့်တတ်เสียကောင်းတမ္မာသမ္ဗုဒ္ဓောကြည့်လိုက်အောင်မလားအလုံးကျင့်တတ်เสียကောင်းတယ်တမ္မာဆိုတာမှန်တဲ့အတိုင်းတန်ကိုယ်တိုင်ဗုဒ္ဓသိတယ်မှန်ကန်တဲ့အတိုင်းကိုယ်တိုင်သိတာသူများကသင်ပေးလို့သူများစီကတဆင့်သိရတာမျိုးမဟုတ်ဘူးကိုယ်တိုင်သိတာကိုယ်တိုင်သိတာနဲ့သူများစီကတဆင့်ပြောတာနဲ့ဘယ်တူမလဲသူများစီကတဆင့်ကြားတာပြောလို့ရှိရင်တော့လွဲချင်လွဲမှာပေါ့ဟိုလူကမှားနေရင်ကိုယ်လည်းမှားမှာပေါ့ကိုယ်တိုင်သိတာကြတော့မှားမှမရှိတော့တာဟုတ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကအမတန်မှကျေနပ်เสียအားကိုးเสียကောင်းတယ်တမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတမ္မာတော့ကြည့်လိုက်အောင်မလားဝိဇ္ဇာဆိုတာပညာဘက်ကပြည့်စုံနေပြီပညာတော့တော်ပါရဲ့အကျင့်ကမကောင်းဘူးလို့ပြောရမယ့်ပုဂ္ဂိုလ်မျိုးလည်းမဟုတ်ဘူးစရဏဆိုတဲ့အကျင့်တရားနဲ့လည်းပြည့်စုံတယ်ဆိုအတိညာဘက်ကလည်းပြည့်စုံတယ်အကျင့်ဆိုတဲ့စရဏတရားဘက်ကလည်းပြည့်စုံတယ်ဆိုအကျင့်လည်းကောင်းတယ်အတိညာလည်းထက်မြက်တယ်ဆိုတော့ဟောလမ်းညွှန်ပေးဖို့ရတဲ့လုံလောက်တဲ့အနေအထားမျိုးရှိတယ်တခြားဘုရားတွေမှာဒီလိုဂုဏ်မျိုးတွေမရှိသူတို့စာအုပ်တွေဖတ်ကြည့်ဒီဂုဏ်မျိုးမတွေ့ရဖန်ဆင်းတော်မူတဲ့အရှင်သခင်ပဲဒါပဲနော်တခါတလေဖန်ဆင်းတော်မူတဲ့အရှင်သခင်ကစိတ်ဆိုးတော်မူသေးတယ်စိတ်ဆိုးတော်မူပြီးတော့ဒဏ်ခတ်တော်မူလိုက်သေးတာပေါ့သူခိုင်းထားတယ်မလုပ်ရကောင်းလားဆိုပြီးတော့စိတ်ဆိုးပြီးတော့ဒဏ်ခတ်တော်မူသေးတယ်ကဲကောရမမြတ်စွာဘုရားဒါမျိုးမှမဟုတ်ပဲပေါ့တချို့ကတူတယ်ထင်တာဘုရားဆိုတာတဆူတည်းပဲရှိတယ်နဲ့ရောင်ဝါးလုပ်ပြီးတော့ပြောရကြတယ်ဘုရားဆိုတာတဆူတည်းပဲအဲ့ဒီတဆူဆိုတာဘယ်သူလို့ဆိုတော့သူတို့ယုံကြည်တယ်ဘုရားတကယ်ကတော့ကောရမမြတ်စွာဘုရားဟောဒီရည်သွေးတွေကြောင့်ဘုရားဖြစ်တာတဲ့ဒါဘုရားရဲ့အရည်သွေးလို့ခေါ်တယ်ကဲဘုရားဆိုရင်ပြောတဲ့ဒီရည်သွေးတွေရှိရလားလို့မေးရမှာဒီရည်သွေးတွေမှာမရှိဘူးဥပမာမဲ့အကျင့်လည်းမကောင်းဘူးအသိဉာဏ်လည်းမပြည့်စုံဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ရဲ့လမ်းညွှန်မှုဟာဘယ်လိုလုပ်မှန်နိုင်မှာတော့တဲ့သူဟောပြောတဲ့စကားလည်းဘယ်လိုလုပ်စိတ်ချရမှာတော့လို့သူကတော့ကိုယ်တိုင်ကျင့်ပြီးတော့ပေါက်ရောက်သွားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကိုယ်တိုင်မကျင့်မဲနဲ့ဟောနေတာမဟုတ်ဘူးသူကတဆိုတာအောင်မြင်ပေါက်ရောက်ပြီးသားပုဂ္ဂိုလ်တနည်းအားဖြင့်အကျိုးရှိတဲ့စကားမှန်တဲ့စကားသူကြိုက်ချင်နေပါစေမကြိုက်ချင်နေပါစေအကျိုးရှိပြီးတော့မှန်ကန်တဲ့စကားဆိုလို့ရှိရင်အခါအားလျော်စွာပြောကြားလေးရှိတယ်ဆိုရက်အကြီးကျယ်ပြောရေးဆိုတာနဲ့ပတ်သက်ပြီးတော့ချီးမွမ်းတယ်တနည်းအားဖြင့်လည်းသူကတဆိုတာသုံးတရံနိဗ္ဗာန်ကိစ္စတိကိုယ်တိုင်အောင်မြင်ပေါက်ရောက်ပြီးတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ရောက်တဲ့နေရာကိုလမ်းညွှန်မှုပြုတယ်ဆိုတာကိုယ်တိုင်မှမသွားဘဲနဲ့သူများကိုပို့ပေးတယ်ဆိုတာဟုတ်မှာမဟုတ်ပဲနော်ဒီဘုရားကိုယ်တိုင်သွားပြီးတော့ကိုယ်တိုင်ရောက်တဲ့နေရာကိုပို့ပေးတာလမ်းညွှန်ပေးတာဒါကြောင့်မို့သူကတအောင်မြင်ပေါက်ရောက်ပြီးတဲ့ပုဂ္ဂိုလ်လို့ဒီလိုအိဗယ်တစ်မျိုးနဲ့ဖွင့်ဆိုတာရှိတယ်နော်နောက်တစ်ခုကလောကဝိတုတဲ့ခြေနှက်เสียကောင်းတာခေါင်းကပြောတဲ့တတ္တလောကသင်္ခါရလောကဩဃတလောကလောကကြီးရဲ့အကြောင်းကိုကုံစင်အောင်သိထားတယ်ကုံစင်အောင်သိထားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်
လောကအကြောင်းဆိုတဲ့ထဲမှာလူတွေအကြောင်းကောင်းကောင်းသိတတ္တဝါတွေအကြောင်းကောင်းကောင်းသိတတ္တလောကဆိုတတ္တဝါတွေအကြောင်းကောင်းကောင်းသိအေးဘယ်စိတ်တွေမွေးရင်ဘယ်လိုအကျိုးတွေပေးမယ်ဘယ်ဘုံရောက်မယ်ထိုတတ္တဝါတွေရောက်မဲ့ဘုံတွေရဲ့အခြေအနေတွေကိုလည်းအကုန်သိနိုင်တယ်ဩကာသလောကသင်္ခါရလောကဆိုတာအကြောင်းတရားတွေကစုပြီးတော့ဖန်တီးထားတဲ့သင်္ခါရလောကကြီးရဲ့မမြဲတဲ့သဘောတွေကိုလည်းပြည့်ပြည့်စုံစုံသိတယ်ဆိုဟောမြတ်စွာဘုရားမကြံမကျွင်းအောင်အကုန်လုံးသိတယ်ရှင်းနှက်လောက်เสียကောင်းတာသိเสียတွေရှိသမျှကိုဉာဏ်တော်ကြီးကအကုန်သိတယ်အဲ့ဒါကိုစာပေမှာဘယ်လိုပြောတော့ဆိုယာဝတ္တကံညေယံတာဝတ္တကံညာဏံနဲ့သိเสียရှိသလောက်ဉာဏ်ကြီးကလည်းကျဲတယ်သိเสียတွေအတိုင်းတာကသိเสียအတိုင်းတာတိုင်းဉာဏ်ရဲ့အတိုင်းတာတူညီတယ်လို့ပြောတာနော်ဆိုပါစို့သိเสียတွေကတမိုင်ပတ်လည်းရှိတယ်ဆိုရင်ဉာဏ်ကြီးကလည်းတမိုင်ပတ်လည်းရှိတယ်ပေါ့ဒါပြောတာဉာဏ်နဲ့သိเสียနဲ့မကျွမ်းမချင်သိเสียတွေကတမိုင်ပတ်လည်းရှိတယ်နော်ဉာဏ်လေးကတော့တထွာပတ်လည်းလေးလောက်ဆိုဘယ်ရမလို့ပေါ့ဘယ်ကုန်မလဲအများကြီးကျန်နေမယ်မြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးယာဝတ္တကံညေယံနဲ့သိเสียတွေရှိသလောက်တာဝတ္တကံဉာဏ်တော်ကြီးကလည်းအကုန်လိုက်သိတယ်ဆိုတော့ဘာမှမကြံဘူးလို့ပြောဘာမှမကြံဘူးအဲ့လိုမကြံအောင်သိတာလောကဝိတုမြန်မာပြည်မှာတစ်ချိန်တုန်းကမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့စောရကတက်တယ်ဘုရားရဲ့ဉာဏ်နဲ့ပတ်သက်ပြီးသဗ္ဗညုတဉာဏ်ဆိုတာရှိသလားဆိုပြီးဒီလိုပုဂ္ဂိုလ်မျိုးတွေကလည်းထွက်လာသေးတယ်နော်သဗ္ဗညုတဉာဏ်ဆိုတာမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ဟာရှိသလားတချို့လည်းရောရောင်ပြီးတော့လျှောက်ပြီးတော့စာရီထဲမှာရေးကြတာရှိတယ်ဘုရားနဲ့ဘုရားဝါဒဆိုနာမည်တက်ပြီးတော့အဲ့ဒီထဲမှာကိုယ်ဝါဒတွေရေးတာတွေရှိသေးတယ်အမေဓမ္မတတိထားစရာကောင်းတယ်ပေါ့အဲ့ဒီထဲမှာဘယ်လိုရေးထားလို့ဆိုရင်မြတ်စွာဘုရားကသူ့ကိုသဗ္ဗညုတဉာဏ်ရှိတယ်လို့ဝန်မခံဘူးတဲ့ဆိုပြီးတော့သူက recall လုပ်တယ်ညွှန်းတဲ့တုတ်တွေကဘာတုတ်တွေတော့ဆိုအဲ့ဒီညွှန်းတဲ့တုတ်တွေထဲမှာဘယ်လိုအဓိပ္ပာယ်ရှိတော့တေချာစာကိုဖတ်ပုံမရဘူးအဲ့ဒီထဲမှာတတတံသမိတံညာဏထတနာဇာဂရတောပိသုဒ္ဓတောပိစရတောပိဒိဋ္ဌတောပိအဲ့ဒီစကားလုံးလေးတွေပါတယ်တခြားဘုရားနဲ့ခစ်ပြိုင်အယူဝါဒရှိတဲ့မဂ္ဂလိခောတာလစတဲ့ပုဂ္ဂိုလ်တွေကသူတို့မှလည်းသဗ္ဗညုတဉာဏ်ရှိတယ်လို့ဝန်ခံကြတယ်သူတို့ဝန်ခံတဲ့သဗ္ဗညုတဉာဏ်ကဘယ်လိုအမျိုးအစားတုံးလို့ဆိုလို့ရှိရင်အိမ်နေတုံးဖြစ်စေတဲ့ရနေတုံးဖြစ်စေသွားနေတုံးဖြစ်စေဘယ်ချိန်မှမဆိုသူ့ဉာဏ်ကြီးကရှိနေတယ်လို့ဝန်ခံတာဒါအဓိပ္ပာယ်မှမရှိပဲအိပ်ပျော်နေတာဘယ်လိုလုပ်ဉာဏ်ရှိမလို့အဲ့ဒီစကားလုံးပါတာကိုတတိမထားဘူးမြတ်စွာဘုရားကအဲ့ဒီဉာဏ်မျိုးရှိသလားလို့မေးတဲ့အခါကျတော့မရှိဘူးလို့ဖြေတာပေါ့ဘယ်ရှိမလို့အိပ်နေတုံးဆိုတာနော် omnipresent ဆိုတာထာဝရအမြဲတမ်းရှိနေတယ်ဆိုတာဘယ်ဟုတ်မလဲဒါလည်းယုတ်တိလည်းမရှိဘူးထာဝရအမြဲရှိနေတယ်ဆိုတာအဲ့ဒီလိုဉာဏ်မျိုးတော့မြတ်စွာဘုရားမှာမရှိဘူးကျိတ်ဆက်တော်မူနေတဲ့အချိန်ဘယ်ဉာဏ်ရှိမလဲကျိတ်ဆက်နေရင်တော့ဘဝင်စိတ်ပဲဖြစ်မှာပေါ့အိပ်ပျော်နေတာကိုအဲ့တော့အချိန်မရွေးဉာဏ်ကြီးဟာမြည်ကြီးထွန်းထားရင်လင်းနေတယ်လို့အချိန်မရွေးလင်းနေတယ်လို့ဒီလိုဝန်ခံတာဟာတော့အကြီးစရာကြီးပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းဝေဖန်ထားတယ်တချို့ဖျားတွေကတဲ့သူတို့မှဒီလိုအိတ်နေတုံးရောနိုးနေတုံးရောသွားနေတုံးရောထိုင်နေတုံးရောအမြဲတမ်းဉာဏ်တော်ကြီးကလင်းနေတယ်လို့ပြောတယ်တဲ့ဒါပေမဲ့လို့လမ်းမလို့လမ်းမသိလို့လမ်းမေးရတာရှိတယ်တဲ့နာမည်မသိလို့မေးရတာရှိတယ်တဲ့မဟုတ်တဲ့လမ်းရောက်သွားလို့ဒုက္ခရောက်သွားတာတွေရှိတယ်ကဲဘယ်လိုလုပ်အမြဲတမ်းဉာဏ်ကြီးရှိနေရင်လမ်းမပါမလားမှားနိုင်ဘူးလမ်းမေးစရာရောလိုသေးလားမလိုဘူးမြတ်စွာဘုရားမှာရှိတဲ့သဗ္ဗညုတဉာဏ်မျိုးဆိုတာဘယ်လိုဟာတော့ဆိုရင်သိချင်လို့ချိလိုက်လို့ရှိရင်အချင်းချံမရှိအောင်သိတဲ့ဉာဏ်သိချင်ပြီးဉာဏ်ကိုအသုံးချပြီးဉာဏ်ဆိုတာဓာတ်လိုပဲလေ
အိမ်နဲ့ထည့်ထားလို့ရှင်ဘယ်ခုံးလို့ရထုတ်ပြီးအသုံးပြုပြီးဆိုလို့ရှိရင်မြင်နိုင်စွမ်းရှိတယ်လို့ဒါပြောတာဘုရားရဲ့သဗ္ဗညုတဉာဏ်စွမ်းအားပါဒီအကြောင်းအရာတစ်ခုကိုသိချင်လို့ကြည့်လိုက်ပြီဆိုရင်ဘာမှမကြံရအောင်အပိတ်ပင်တားဆီးမရှိအောင်မရှိတာအဲ့ဒါအနာဝရဏလို့ခေါ်တယ်ပိတ်ပင်တားဆီးမရှိတဲ့ဉာဏ်သစ္စုပ္ပန်မှာပဲဖြစ်စေအတိတ်မှာပဲဖြစ်စေအနာဂတ်မှာပဲဖြစ်စေဘလောက်ဝေးကွာဘလောက်နဲ့ဘလောက်ခက်ခဲသိချင်လို့ဥလဲလိုက်ပြီဆိုရင်အကုန်မြင်ရတယ်လို့ပြောတာအကုန်သိရတယ်လို့ပြောတာမသိချင်ဘူးဆိုလို့ရှိရင်တော့ဒီညာကပဲအလုံးလုံးမယ်ဒါသဘာဝမဟုတ်ဘူးမသိချင်ပဲနဲ့သူ့ဟာသူ့လိုလာသိနေဘယ်လိုအိတ်တို့ရမလဲနော်အဲ့တော့ omnipresent ဆိုတာမဖြစ်နိုင်ဘူးဟောအဲ့တော့မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ကခုနလိုအိတ်နေတုန်းအမြဲတမ်းရှိနေတဲ့သဗ္ဗညုတဉာဏ်မျိုးတော့ဘုရားလက်မခံဘူးအဲ့ဒီလက်မခံတာကိုပဲရောပြီးဘုရားမှာသဗ္ဗညုတဉာဏ်မြတ်စွာဘုရားလက်မခံမှုကိုရောရောင်ရေးတာမျိုးတွေရှိတယ်ဗမာပြည်မှာစာအုပ်တွေပြီးတော့အဲ့ဒီလိုစာအုပ်ထဲမှာပဲနိုင်ငံသားကရေးတာတွေကိုဟုတ်ထင်ပြီးတော့အင်္ဂလိပ်လိုရေးလိုက်လို့ရှိရင်တချို့မြန်မာပြည်ကအင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်တွေကလည်းအင်္ဂလိပ်လိုရေးလိုက်လို့ရှိရင်အဟုတ်ထင်နေတယ်အဲ့ဒါလည်းပဲတတိထားစရာတွေတစ်ခုပါအခုလိုပြောရတာဟာသူများကိုပြစ်တင်ကဲ့ရဲ့ရှုတ်ချလို့ရေးပြောတာမဟုတ်ဘူးတတိထားဖို့ပြောတာပါ